Tech Brother ပြောပြမယ်။ဘဏ်ကနေလို့တင့်အကောင့်ပိတ်တော့မယ်ဆိုပြီးဖုန်းဆက်လာတယ်။တင်စုရရှိပါတယ်ဆိုတဲ့ SMS လာတယ်။တင့်ရဲ့ bank app အတုတစ်ခုရှိနေတယ်။ဒါတွေအားလုံးကတင့်ငွေစင်းကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုတွေပါ။လက်ရှိမှာ scam လုပ်နည်းတွေအများကြီးပေါ်နေပါတယ်။အဓိက၃မျိုးကတော့ fake app, ban app အတု scam call, ban ဝန်ထမ်းအတုနဲ့ phishing link လိမ်လည်တဲ့ link တွေပါ။ဒါတွေရဲ့ရည်ရွယ်ချက်ကတင့် username, password, OTP ကိုရယူပြီးတင့် account ထဲကငွေကိုခိုးယူဖို့ပါ။ဒါပေမဲ့သိထားရင်ကာကွယ်လို့ရပါတယ်။ဒါကြောင့်ကာကွယ်ဖို့အတွက်အချက်၃ချက်လိုက်နာပါ။ fake app ခွဲခြားနည်း ban app ကို Play Store သို့ App Store ကနေပဲ download လုပ်ပါ။ website ကနေ APK file ဆွဲပြီးမသွင်းပါနဲ့။ app ရဲ့ download ရည်အတွက်တန်းချီရှိရမယ်။ rating 4ချက်အထက်နဲ့ developer အမည်ဘဏ်ရဲ့တရားဝင်နာမည်ကိုစစ်ဆေးပါ။နာမည်တူအနည်းဆက်ဆုံးနဲ့ icon ချင်းစင်တဲ့ app တွေကိုသတိထားပါ။နဲ့ scam call ခွဲခြားနည်းဘဏ်ဝန်ထမ်းတစ်ယောက်ကတင့် OTP သို့ password ကိုဘယ်တော့မှဖုန်းနဲ့မမေးပါဘူး။ချက်ချင်းမလုပ်ရင် account ပိတ်မယ်ဆိုတဲ့အရေးတကြီးစကားမျိုးပြောရင်ချက်ချင်းဖုန်းချပါ။ပြီးရင်ဘဏ်ရဲ့တရားဝင်ဖုန်းနံပါတ်ကိုရှာပြီးကိုယ်တိုင်ပြန်ဆက်ပါ။ phishing link ခွဲခြားနည်းမသိတဲ့ email သို့ SMS တဲက link ကိုဘယ်တော့မှမနှိပ်ပါနဲ့။ link ကိုကြည့်ရင်စလုံးပေါင်းမှားနေတတ်တယ်။ဥပမာ kbz.com အစား kbzlogin.com တရားဝင် website ကို browser ကနေကိုယ်တိုင်ရိုက်ပြီးဝင်ပါ။ဒီအချက်တွေကိုတီးထားရင်လိမ်လည်မှုခံရနိုင်ခြေ900%ရှော့ချနိုင်တယ်။အားနည်းချက်ကနည်းနည်းအချိန်ယူပြီးစစ်ဆေးရတယ်။ဒါပေမဲ့တင့်ငွေအတွက်တန်ပါတယ်။တစ်နေ့9မိနစ်တစ်ပတ်3ချိန်ဒီအချိန်လေးနဲ့သင်ဟာဖုန်းကိုပိုတော်တဲ့အသုံးပြုသူတယောက်ဖြစ်လာပါလိမ့်မယ်။နေ့စဉ်မိနစ်ပိုင်းလေးဒီလို mobile tips တွေကိုလေ့လာပြီး Tech Brother နဲ့အတူပိုတော်လာအောင် follow လုပ်ထားပါဦး။